ခွေးလေးတွေကြောင်လေးတွေဆောင်းရာသီမှာဘယ်လိုမျိုးသောယောဂတွေကိုကြုံတွေ့နေရပြီလဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်ဒီနေ့မှာဆွေးနွေးပြောပြပြီးတော့မှဖြစ်တယ်ပေါ့နော်ဒီနေ့ပြောတဲ့ဥစ္စာတွေဟာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ online ဆေးကန်းကနေပြီးမှရရှိလာတဲ့ data အချက်လက်တွေဒါလေးဖြစ်တယ်ပေါ့နော်ဒါတခြားသောဖြစ်နိုင်ခြေရှိတဲ့ယောဂတွေလည်းဒါအများကြီးရှိကောင်းရှိနိုင်တယ်ပေါ့နော်လက်ရှိမှာကြုံတွေ့နေရတဲ့ပြဿနာကဘာလဲဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးဒါဆောင်းရာသီရောက်လာပြီဆိုတာနဲ့ကိုတချို့အကောင်တွေမှာဒါအမွေးအရန်ကျွတ်တာမျိုးတွေကိုကြုံတွေ့ရတာမျိုးတွေရှိနေတယ်တချို့အကောင်တွေမှာကြတော့ဘယ်လိုပြဿနာတွေဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါအစာမစားတဲ့ပြဿနာမျိုးတွေကိုဒါအများဆုံးကြုံတွေ့နေရတာဖြစ်တယ်ပေါ့နော်သူတို့ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်ဒါဘာမှပြောင်းလဲမှုမရှိဘူးနာစီးတာလည်းမရှိဘူးချောင်းဆိုးနေတာမျိုးလည်းကျွန်တော်တို့မတွေ့ရဘဲနဲ့အစာလုံးဝမစားခြင်းဘူးပြင်မိုင်နေတာခွေးနေတာမျိုးတွေကိုကျွန်တော်တို့ဒါအများဆုံးတွေ့ရတယ်အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ကာကွယ်ဆေးမထိုးထားတဲ့ခွေးလေးတွေကြောင်လေးတွေမှာဒီလိုပြဿနာမျိုးကိုဒါအတွေ့ရများနေတာဖြစ်တယ်ပေါ့နော်ဆောင်းရာသီကဒီမြန်မာပြည်ရဲ့ဆောင်းရာသီဟာဆိုလို့ရှိရင်တခြားသောနိုင်ငံရဲ့ရာသီဥတုတွေနဲ့မတူဘဲနဲ့ကိုကျွန်တော်တို့အေးပြီးမှ6တွေ့တာဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ကောင်လေးတွေမှာဒါဆောင်းရာသီစရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်အရေပြားရရန်တာမျိုးတွေအရေပြားခြောက်တာမျိုးတွေအရေပြားကနေပြီးမှအဖြူမုံကြတာအဖြူဖက်တွေကွာတာမျိုးတွေကိုကျွန်တော်တို့တွေဒီနဲ့ဒါသွားပြီးမှတွေ့နေရတာမျိုးတွေရှိတယ်ပေါ့နော်တချို့သောခွေးလေးတွေကြောင်လေးတွေမှာကြတော့ဘယ်လိုပြဿနာမျိုးတွေတွေ့နေရလဲဆိုရင်ဒါရာသီဥတုအေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အေးပတ်တာမျိုးတွေကျွန်တော်တို့တွေ့ရတယ်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာမျိုးတွေကိုလည်းကျွန်တော်တို့တွေအနေနဲ့ဒါအများကြီးတွေ့နေရတာတွေရှိရပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကြောင်ကလေးတွေမှာဆိုလို့ရှိရင်တုတ်ကွေးနဲ့ဆိုင်တဲ့ပြဿနာမျိုးတွေကိုကျွန်တော်တို့တွေ့နေရတာရှိတယ်တချို့ကြောင်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကြောင်နာဖြစ်နေတာမျိုးတွေကိုလည်းကျွန်တော်တို့ဒီအနေနဲ့လက်ရှိမှာတွေ့နေရတယ်ပေါ့နော်ခွေးလေးတွေမှာဆိုလို့ရှိရင်တော့များသောအားဖြင့်ချောင်းဆိုးတဲ့ပြဿနာပေါ့နော်ဒီကနေခေါ့ပုံစံလိုမျိုးချောင်းဆိုးစေတဲ့ပေါ့နော်ချောင်းချောက်ဆိုးစေတဲ့ယောဂမျိုးတွေကိုကျွန်တော်တို့အဓိကတွေ့နေရတာဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆောင်းရာသီမှာဆိုလို့ရှိရင်ဒါအပူချိန်ကတဖြည်းဖြည်းကျလာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ခန္ဓာကိုယ်ကနေပြီးမှဒီရဲ့ကျလာတဲ့အပူချိန်ကိုဒါထိန်းညှိနိုင်ခြင်းမရှိတဲ့အခါမှာဆိုလို့ရှိရင်အေးပတ်တာမျိုးတွေအပူချိန်ကျတာမျိုးတွေဒီကနေမှတဆင့်ဆိုးဆိုးဝါးဝါဆိုလို့ရှိရင်အပြင်မှာအိတ်တဲ့ခွေးလေးတွေကြောင်လေးဆိုလို့ရှိရင်ရုတ်တရက်သေဆုံးတာမျိုးတွေကိုကျွန်တော်တို့ဒီဒါကြားသိနေရတယ်တွေ့နေရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဆောင်းရာသီမှာကျွန်တော်တို့ဒီဖြစ်တတ်တဲ့ယောဂါတွေနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီအနေနဲ့ဘယ်လိုကာကွယ်ရမလဲဆိုလို့ရှိရင်အဓိကသူတို့တွေကိုကျွန်တော်တို့နွေးနွေးထွေးထွေးထားပေးဖို့လိုအပ်တယ်ပြီးရင်နောက်တစ်ခုကတမန်တလင်းပေါ်အိတ်ခိုင်းတာမျိုးတွေကြွေပြားပေါ်အိတ်ခိုင်းတာမျိုးတွေကျွန်တော်တို့ဒီအနေနဲ့မပြုလုပ်ဘဲနဲ့သူတို့ကိုအိတ်ရခင်းပေးတာအဝတ်စားတွေခင်းပေးတာဒါမျိုးတွေကျွန်တော်တို့ဒီအနေနဲ့ပြုလုပ်တဲ့နယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရေချိုးတာမျိုးရှော့ပေးတဲ့နယ်ပေါ့နော်ဆောင်းရာသီမှာကျွန်တော်တို့ဒါပူချိန်ဟာတဖြည်းဖြည်းကျနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကမသိလိုက်ဘဲနဲ့ရေသွားချိုးပေးမိတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ပူချိန်ကကျလာတယ်ဒါအပြင်ကိုမှကျွန်တော်တို့အမွေးချောက်အောင်မလုပ်ပေးနိုင်ခဲ့ဘူးဆိုလို့ရှိရင်အေးပတ်ပြီးတော့မှကျွန်တော်တို့လေဖြတ်ခြင်းတွေလေဖြန်းခြင်းတွေဒါမျိုးတွေကအစကျွန်တော်တို့ဒီဒါကြုံတွေ့ရနိုင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တန်ရှင်းပြီးမှပေါ့နော်လက်ဆက်တဲ့ရေမျိုးတွေကိုကျွန်တော်တို့ဒီအနေနဲ့ဒါစနစ်တကျတေချာတိုက်ပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပြင်ပကအပူချိန်ကအေးတယ်အဲ့လိုအေးတဲ့အချိန်မှာဆိုလို့ရှိရင်လူတွေတောင်မှရေတောက်ချန်စိတ်ကျွန်တော်တို့သိမရှိဘူးရေတောက်နဲလာတယ်ကျွန်တော်တို့မွေးမြူထားတဲ့ခွေးလေးတွေကြောင်လေးတွေမှာလည်းရေတောက်နဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့သူတို့ရေတောက်များဖို့ကိုကျွန်တော်တို့ဒီဒါဖန်တီးပေးဖို့လိုအပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုလုပ်ရမှာကဘာလဲဆိုရင်ကာဝယ်ဆေးစနစ်တကျမထိုးရသေးတဲ့အကောင်တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအနေနဲ့ဒီကာကွယ်ဆေးတွေကိုစနစ်တကျတေချာထိုးဖို့လိုအပ်တယ်လို့ကိုယ်အနေနဲ့ကာကွယ်ဆေးပုံမှန်ထိုးဖြစ်တယ်ဆိုလို့ရှိရင်တော့မှကာကွယ်ဆေးထိုးထားတဲ့မှတ်တမ်းတွေကိုကျွန်တော်တို့စနစ်တကျတေချာပြန်စစ်ဆေးတာမျိုးတွေမဖြစ်မနေလုပ်သင့်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အခြေခံကျန်းမာရေးစစ်ဆေးချက်တွေအနေနဲ့တိရစ္ဆာန်ဆေးကန်းတွေကိုတွားပြီးမှသူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့စစ်ဆေးတာမျိုးတွေကာကွယ်ဆေးမှတ်တမ်းတွေပြန်စစ်ခိုင်းတာမျိုးတွေတန်ချဆေးမှတ်တမ်းတွေပြန်စစ်ခိုင်းတာမျိုးတွေဒါမျိုးတွေကအစကျွန်တော်တို့ဒီအနေနဲ့ဒါစနစ်တကျပြုလုပ်တဲ့ねဘာကြောင့်လဲဆိုလို့ရှိရင်
ခွေးလေးတွေမှာဆိုလို့ရှိရင်လက်ရှိမှာတချို့ကောင်လေးတွေမှာဒါကြောက်ယောဂနဲ့သက်ဆိုင်ပြီးမှဖြစ်နေတာမျိုးတွေကျွန်တော်တို့ဒါကြုံတွေ့နေရတယ်ကြားသိနေရတာတွေရှိတယ်ကြောင်လေးတွေမှာဆိုရင်တုပ်ကွေးဒါမှမဟုတ်ရင်ကြောင်နာယောဂဒီလိုမျိုးယောဂတွေနဲ့ပတ်သက်ပြီးမှဖြစ်ပွားနေတာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့မဖြစ်မနေဒီဆက်ရတိရစ္ဆာန်ဆေးကုခန်းကိုသွားပြီးမှအခြေခံကျန်းမာရေးစစ်ဆေးချက်လေးတွေကိုပြုလုပ်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းလို့